ဒါလေးကတော့ပကံကြီးစင်လေးမှာပေါ့နော်ကိစ္စနဲ့စာစီတာဆိုတော့ကဘာမှာဒုတ်ခွဲပဲရှိတာပေါ့လေကျမတို့ခွဲပဲရှိတော့စစ်စစ်တုံတို့ကတော့စော့နေတာပေါ့ကဘာမှာစိတ်ကြိုက်ရှေ့သွားလိုက်နောက်သွားလိုက်နဲ့စော့လိုက်တပ်ပုံနဲ့ရိုက်လိုက်နဲ့ပျော်ပါနေတာပါရှင်ကပကံကြီးစင်တော့ကြပါမယ်ရှင်လက်ခဲ့ပေးကြပါအောင်ရှင်拜拜，老သမီး拜拜。သူ့ပပနဲ့သူ့ကိုကိုနားမှာထိုင်ပြီးတော့မုတ်တွေစားလိုက်ပပကိုအသေးချုပ်သူ့ပပကိုအသေးချုပ်အသေးကပ်ပလေပပချစ်နေကိုကိုကလည်းချစ်ဒါတော့ပပနဲ့ជីជីပါဒီဘက်ကပပနဲ့ជីជីပါရှင်ជីជីကတော့ပပနားမှာပဲနေပါတယ်နေပါပြီရှင်အရင်ဆုံးတပင်းကြီးဖျောင်းရောက်ပါပြီရှင်တပင်းကြီးဖျောင်းတော့မှာစစ်တော့လမ်းလျှောက်ပါဦးပပကိုတော့ကပ်တော့ရှိခိုင်းနေပါမနေ့ကိုချော့မော်ပြီးလမ်းလျှောက်ခိုင်းရမှာရှင်သူပပလက်ကိုဘယ်တော့မှမလို့ပပကိုမလက်တွဲချင်တာသူပပနဲ့သူជីជីကိုရမ်းချစ်တနေ့ကတော့ကျမကိုရေးပေးမဲ့လို့မရှိလို့ကိုယ့်အကိုရိုက်နေရတာပေါ့နော်ကြောင်ညာလေးတစ်ဖြက်ကျမဘလောက်လာလဲအမောဒီချိန်လေးတောက်မယ်ပကံရအောင်ကြိုက်ဆုံးတော့ပကံထမင်းဟင်းမယ်ဟင်းပွဲရဆုံးလို့ဒီရဟင်းနေရန်ကောင်းမှာကောင်းဒါဟင်းအောင်လို့ပကံရအောင်ကြိုက်ဆုံးတော့ညပကံထမင်းဟင်းမှာနင်းစားလေးစားကြပါတော့မရှင်စားကြပါအောင်ရှင်ဟောတရားအရန်ကောင်းတော့အခန်းတစ်ခါဖွင့်အဲ့လိုဖွင့်ရပါမယ်ရှင်ဒါကတော့ကျမတို့အခန်းလေးပေါ့နော်အခန်းလေးထဲမှာပါလေးဘလို့လဲဆိုတာပြပြပါမရှင်ဒါကပစ္စည်းရထားပေးပါပြီနော်ရှုပ်ရှက်ခတ်နေပါတယ်မချစ်ချစ်တုံးကတော့အဲ့ရမှာဆော့နေပါတယ်ဒါတော့ဟိုတယ်ခန်းလေးပေါ့နော်ကော်ဖီလေးရေဘူးလေးထုံးစံနိုင်ပါလို့ရှင်ကျမတို့ကလမ်းမဘက်ကိုမြင်ရတဲ့ပတ်ချမ်းမှာပေါ့နော်မြင်းလေးစီးရမယ့်ချိန်ရောက်ပြီနော်ဒီချက်တောင်တော့မြင်းလေးစီးချင်တာအိတ်နေရတန်းထားတာမြင်းတန်ကြရတယ်အိတ်ချင်မှုတွေနဲ့စီးနေတာပေါ့နော်ချက်တောင်တော့တိတ်မလန်းနည်းနည်းတော့လမ်းစားတော့ပြုတ်လာပါမယ်သူ့ဘဘပေါ်မှာပဲအမြဲသူ့ဘဘပေါ်မှာပဲဘဘကိုချစ်တာသူជីជីနာတော့မကတ်တော့ဘဘကိုပဲချုပ်ပြီးဘဘကိုပဲအပြီးကတ်တာဒီဘက်ကလည်းညလေစာလေးပေါ့နော်ဒီဆိုင်လေးမှာကျတော့ဆောင်းတန်လေးနဲ့တချင်းဆိုပြီးဖက်ပေးနေရလို့ရှိရပေါ့နော်ဒီမျိုးဒီဆိုင်လေးပါရှင်ညစာလေးတချင်းဝင်လေးနဲ့ဆောင်းတန်လေးနဲ့နောက်ထပ်ပြီးတော့စမ်းဆောင်ပါမယ်ရှင်ဒါလေးကတော့ဒီမျိုးထမင်းဆိုင်လေးမှာရနိုင်တဲ့အရင်ဟင်းမြလေးပေါ့နော်အများကြီးပဲနော်အများကြီးပဲချိုးဟင်းနေဆိုတော့ကောင်းတော့အချို့ဟင်းဆိုကုံဘယ်လောက်တောင်ဖြစ်နေလဲကုံလောင်ကုံနေအဲ့လိုဟင်းလေးရှိတယ်ဒါလေးတွေကတော့အရင်ဟင်းအညာမို့လို့လားမသိဘူးဘုံကြီးကတော်တော်စားကောင်းတယ်ကိုယ့်အိမ်မှာတုတ်ထားတဲ့ပိုပြီးစားကောင်းတယ်ဘယ်လိုပဲအပကံမှာဒီမှာဆိုဟင်းကကုံလောင်ကုံနေလက်ဖက်လေးတစ်ခါပဲကျန်တယ်ဒါလေးတွေအသားဟင်းလေးသားဟင်းတွေဆိုလည်းအများကြီးပဲချက်သားဝတ်သားချက်ကလေးစားဝက်ကလေးစားငဖယ်ပေးဦးအစုံလည်းမရမ်းစုံလာပဲပိုက်ဆာကားနဲ့စားပလိုက်ပြီးတော့မှဗီဒီယိုရိုက်ဖို့တတိယတော့ကုန်ခန်းလေးလေးမှဗီဒီယိုပြင်ရိုက်လိုက်တာပေါ့နော်ဒီတော့ချူတယ်တစ်ဖက်လေးကျွေးရပြီးတော့သူနဲ့ကလေးလေးကျွေးရနော်ချစ်ချင်းလေးကတော့ရောက်လျက်နေရာမှာဆော့ပါတယ်ကောင်းတင်လည်းမှတ်ပါတယ်ခဏလေးနဲ့လည်းခင်လွယ်ပါတယ်ကိုကိုလေးမမလေးနဲ့လည်းတိလွယ်တက်လွယ်ခင်လွယ်တယ်ကိုယ်မမနဲ့လည်းဆော့တယ်
နေ့မနက်ပြင်ကားပြီးသွားဖို့အတွက်စောင့်နေတာပါရှင်။ဆက်ပြီးဖတ်ဖို့လေးစားပြီးပါနော်။သွားဖို့တော့စောင့်နေတာပါရှင်။ဒါလေးကကြတော့ကျမတို့တည်တဲ့ဟိုတယ်လေးပါ။ပကံလမ်းမဟိုတယ်လေးပေါ့နော်။ဒီဟိုတယ်လေးလည်းမဆိုးပါဘူး။ကောင်းပါတယ်တဲ့ကိုလည်းရေလူကန်လေးလည်းရှိပါတယ်ရှင်။ Ủa rồi tôi lưu chuyện nhé, lưu chuyện trên trình nhau tâm lý lưu chuyện mà đấy, rồi không bao nhiêu với chung người cái lục đấy, là càng kia mà kia cứ lại không bao nhiêu bằng nó, tại vì vậy, nói gì là bị cái lục bài nhé. Yeah, người mà rồi tâm lý bài lưu chuyện trên trình cái lệ gì bài. နာမည်လေးနဲ့လိုက်ပါတယ်စုတထာထုံးဆိုတာတိုင်းတရာလာလာမီးနဲ့လူကျင်တဲ့ကျင်တော့သမီးလေးအမြဲတမ်းလှုပ်နိုင်တတ်နိုင်ပါစေအလူရေးစက်လည်းနဲ့မကွာပါစေနဲ့သမီးလေးအလေးရောပုပ္ပားတောင်သွားနေရမှာနော်ပုပ္ပားတောင်သွားနေနဲ့သမီးလေးကသူ့ကိုလည်းတပုံရိပ်ပြီးဆိုပြီးရိုက်ပြီးရတယ်ပုပ္ပားတောင်မှာတော့ဖုံထုံမြစ်ခဲ့ပါဦးရှင်မြောက်ကလေးလေးလူသွားမှာဆွလို့ပါပကံခီးစဉ်လေးပြီးဆုံးပါပြီရှင်ဘိုင်ဘိုင်